ပြောရအောင်မယ်ကွာသိလားမင်းတို့ပြောလဲပြောချင်တယ်မပြောလဲမပြောရပါဘူးဆိုတော့ house ပေါ့နော် for house လေးမြောင်လင်းကြီးအမှားကြီးပေါ့ဝဲသိရမလားတဲ့အမှားတွေကငါတို့ကခံလာရတာများနေပြီခံလာရတာများနေပြီနော်တောင်ရင်းမြင့်ကြောလာတဲ့ဟာကိုခံလိုက်ရတာများနေပြီအကျော်နေပဲတိတိကိုတော့ပြောချင်တယ်ကိုကိစ္စကိုရင်ပြောပါမယ်သူကကိစ္စမပြောပါဘူးကိုကိစ္စကိုရင်ပြောပါအောင်မယ်ကိုကိစ္စညွန်လင်းချက်အမှားတွေအများကြီးပဲနော်နော်ပြောရအများကြီးပဲနော်ပြောရအများကြီးပဲသိကျင်တော့ကွက်ကိုလာပြီးတော့အင်တာနက်လဲလာပြီးလဲနော်အစိုးရဦးတော့ပတ်စံလိန်နာကိစ္စမရှိဘူးပတ်စံလိန်နာကိစ္စတော့မရှိဘူးပတ်စံလိန်နာတော့ဤပေါ်ကိစ္စမရှိဘူးနော်မြန်မာပြည်သားအပေါင်းတပ်ပူဒိတာသူတော်စင်အပေါင်းကလေးသိရအောင်ဖျားနဲ့ဆိုပြီးတော့စွတ်ပြီးတော့လိန်နေတာနော်9ပါးတီလာလား6ပါးတီလာလားနော်အဲ့ဒါတော့မထိနိုင်ဘူးနော်အဲ့ဒါကိုလိန်နေကြတာမတိလားတိတယ်ဒါပေမဲ့ပညာရေးကိုမလိန်ကြနဲ့လေနော်ပညာရေးကိုမလိန်ကြနဲ့ပညာရေးကိုလိန်ထားတဲ့ဟာတွေအများကြီးတိလားစိတ်မကောင်းတော့ပါပြောတော့စိတ်မကောင်းတော့ကိုကြည်တာပေါ့ကွယ်သိရမလားအဲ့ဒါမျိုးပေါ့မပြောချင်ပါဘူးမပြောချင်တော့လည်းပြောနေရတာတိလို့ပြောနေရတာနော်တိလို့ပြောနေတာမလုတ်ပါနဲ့တော့ပြောရတာလည်းမောပြီနော်မပြောချင်ဘူးတနာတယ်ကိုလည်းတနာတယ်မင်းတို့လည်းတနာတယ်ဒီလောက်ပြောရတာမောလာလို့ဒီရရှိမပြောတော့ဘူးတကယ်မပြောတော့ဘူးမပြောတော့ဘူးနော်ခံလီခါလီရရင်ဘာလို့ဆိုလူကြီးကဘာလို့ဆိုကိုရန်ကအဟုတ်ထားပါတော့ဟိုဘာကိုလုံးမဲ့လူကလာလောက်တာရှိတယ်လာလောက်တာခံအောင်လာလောက်တာအခုဒီများကြောကုလူကန်လာနေဘာမှမသိဘူးကိုရန်ရရင်တော့ခံကျင်လို့သွားပြီးတော့ပတ်စံပြီးပြီးတော့ခံရတာနော်ခံရတာဆိုတာဘာလို့ဟိုလူပုတ်ပဲထားပါတော့ education တွေပါညာဒါမျိုးပြောတာအဲ့ဒါမို့မပြောတော့ဘူးကျေးဇူးတင်ပါတယ်မပြောတော့ဘူးနော်ဒါပဲနော်ဒါနောက်ဆုံးပြောခြင်းပဲချစ်လို့ပြောတာတော်တော်လေးမြင်ကက်လာပြီ